စစ်ရေးအသင့်အနေထားနဲ့စီးပွားရေးဖိအားတွေကိုဆက်လက်ထိန်းသိမ်းထားတဲ့မဟာဗျူဟာမြောက်လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်မင်္ဂလာနံနက်ခင်းပါခင်ဗျာကျွန်တော်တို့ကနေဒီမနက်ခင်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံးသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်နားဆင်သူပရိသတ်များအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်အမေရိကန်နဲ့အီရန်အကြားတင်းမာမှုများထရန့်ရဲ့စစ်ရေးဆိုင်နှံမှုရဲ့နောက်ွယ်ကမဟာဗျူဟာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပရိသတ်ကြီးခင်ဗျာအမေရိကန်နဲ့အီရန်အကြားတင်းမာမှုတွေဟာအရှိန်အဟုန်မြင့်တက်နေချိန်မှာသမ္မတထရန့်ရဲ့စစ်ရေးတိုက်ခိုက်မှုဆိုင်းနှံ့လိုက်တဲ့ဆုံးဖြတ်ချက်ကကမ္ဘာနိုင်ငံရေးဇက်တန်ပေါ်မှာအထူးစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ Fox News ကဖော်ပြတာအရဒီဆုံးဖြတ်ချက်ကတမန်တရားရေးအခွင့်အလမ်းတွေကိုရှာဖွေနေချိန်မှာစစ်ရေးအသင့်အနေထားနဲ့စီးပွားရေးဖိအားတွေကိုဆက်လက်ထိန်းသိမ်းထားတဲ့မဟာဗျူဟာမြောက်လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒီသတင်းမှာအဓိကအချက်ကတော့အီရန်အပေါ်စစ်ရေးတိုက်ခိုက်မှုကိုယာယီ right ရပ်တန်းထားခြင်းပဲဖြစ်ပါတယ်။သမ္မတထရန့်ဟာ Truth Social မှာကြေညာတာကတော့အီရန်အပေါ်ကြီးမားတဲ့စစ်ရေးတိုက်ခိုက်မှုကိုယာယီရပ်တန်းထားတယ်လို့ဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုချမှတ်ရတဲ့အကြောင်းရင်းကတော့ကာတာအမာနဲ့ဆော်ဒီအာရေဗျနဲ့ UAE အရာရှိတွေအပါအဝင်ပင်လယ်ကွေ့ခေါင်းဆောင်တွေရဲ့တောင်းဆိုချက်ကြောင့်ဖြစ်ပါတယ်။သူတို့ကတော့အီရန်နျူကလ িয়ার လက်နက်မပိုင်ဆိုင်ရေးအတွက်တဘိုးတူညီချက်တစ်ခုကိုရရှိသွားဖို့နှီးစပ်နေတယ်လို့ယုံကြည်နေပါတယ်။စစ်ရေးဆိုင်နှံ့ထားပေမဲ့ American စစ်တပ်ကအချိန်မရွေးကြီးမားတဲ့တိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်ဖို့အသင့်အနေထားမှာရှိနေစေပါပဲ။ Israel စစ်တပ်လည်းအမြင့်ဆုံးတတိအနေထားမှာရှိနေပြီး American ရဲ့စစ်အင်အားဖြည့်ဆည်းမှုတွေဟာလည်းဒေသရင်းမှာဆက်လက်တိုးချဲ့နေစေပါပဲ။စီးပွားရေး PR အနေနဲ့ကတော့ American ရေတပ်ရဲ့ပိတ်ဆို့မှုကြောင့်အီရန်ရဲ့စီးပွားရေးဟာအကြီးအကျယ်ထိခိုက်နေပါတယ်။စစ်မခေခင်အခြေအနေနဲ့နှိုင်းယှဉ်မယ်ဆိုရင်အီရန်ရဲ့ပို့ဆောင်မှုတွေဟာ90%လောက်အထိကျဆင်းသွားခဲ့ပြီးစီနီထုံမှုကလည်း90%ပဲရှိတော့တယ်လို့သိရပါတယ်။ဒီလိုစီးပွားရေး PR တွေဟာ American ရဲ့မဟာဗျူဟာမြောက်စိတ်ရှည်တဲငံမှုရဲ့အဓိကအပိုင်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အီရန်ဘက်ကတုံ့ပြန်မှုတွေကတော့ပြင်းထန်တဲ့ပြောဆိုမှုတွေနဲ့အတူတုံ့ပြန်ခဲ့ပါတယ်။သမ္မတမာဆုတ်ပေးဇက်ရှင်းကတော့ဆွေးနွေးတယ်ဆိုတာလက်နက်ချတာမဟုတ်ဘူးလို့ပြောကြားခဲ့ပြီးအခြားအရာရှိတွေကလည်း Trump ရဲ့ပြောင်းလဲနေတဲ့နောက်ဆုံးရက်တွေကိုလွှမ်းပြောင်းခဲ့ကြပါတယ်။အီရန်ရဲ့တန်မောတလက်ခန့်က American ကိုစုတ်ခွာသွားအောင်တွန်းအားပေးလိမ့်မယ်လို့လည်းပြောဆိုခဲ့ကြပါတယ်။ဒီသားရင်းစိုးရိမ်မှုတွေအနေနဲ့ကတော့ပင်လယ်ကွေ့နိုင်ငံတွေကအီရန်ရဲ့လက်တုံပြန်တိုက်ခိုက်မှုတွေကြောင့်သူတို့ရဲ့စွမ်းအင်အခြေခံအဆောက်အဦတွေပြစ်ထန်ခံရမှာကိုစိုးရိမ်နေကြပါတယ်။ပါကစ္စတန်ကလည်းဆော်ဒီအာရေဗျကိုစစ်တပ်တွေနဲ့တိုက်လေယာဉ်တွေပန်းပို့နေပြီးကြားရင်းစီတီနေနဲ့ပါဝင်နေပါတယ်။ဒီသတင်းရဲ့နှီးကုန်းချုပ်အနေနဲ့ကတော့လက်ရှိစစ်ရေးဆိုင်နှံမှုဟာယာယီတာထိတယ်လို့ဖော်ပြထားပါတယ်။သမ္မတထရန့်ဟာပြင်းထန်တဲ့စီးပွားရေးဖိအားတွေနဲ့စစ်ရေးချီချောက်မှုတွေကိုပေါင်းဆက်အသုံးပြုပြီးအီရန်ကိုဆွေးနွေးပွဲစားတမ်းပေါ်ကိုခေါ်သွားဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ရက်နှစ်ပါတဲ့အတွင်းမှာလက်ခံနိုင်စရာသဘောတူညီချက်တစ်ခုမရရှိဘူးဆိုရင်တော့အကြီးမားစစ်ပွဲဖြစ်ပွားနိုင်ကြီးအမြင့်ဆုံးနေတာပါပဲ။ American နဲ့ပင်လယ်ကွေ့မဟာမိတ်တွေအကြားပူးပေါင်းဆောင်ရွက်မှုဟာလည်းအမြင့်ဆုံးအခြေအနေမှာရှိနေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဒါကတော့ဒီနေ့အတွက်တင်ဆက်ပေးခဲ့တဲ့စိတ်ဝင်စားစရာသတင်းနှစ်ပုဒ်ပဲဖြစ်ပါတယ်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာသတင်းအချက်အလက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဆက်လက်နားဆင်ပေးကြပါအောင်လို့ဖိတ်ခေါ်ရင်းနှီးကုန်းချုပ်လိုက်ပါတော့စေ။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။